Neolinguistic programming NLP မှာလေ့လာဖို့တာရှိတယ်ဗျ။အဲ့ဒါကဘာလဲဆိုတော့ belief ဆိုတဲ့အကြောင်းအရာလေး belief ဆိုတာယုံကြည်မှုတယောက်ကဒီထိုင်ရာပတ်ဝန်းကျင်မှာမူတည်ပြီးတော့တဲ့သူ့ရဲ့ belief system တွေကွဲပြားခြားနားချက်တွေရှိတယ်။ယုံကြည်မှုတွေကဘာနဲ့ဆိုင်လဲဆိုတော့ဘေးပတ်ဝန်းကျင်တွေပဲဆိုင်တယ်။ဒါတွေကိုလောက်ပါများလာရင်အဲ့ဒီဟာကိုလူတွေကယုံကြည်လာကြတယ်။တယောက်နဲ့တယောက်နဲ့က belief system တွေမတူ belief ပေါ်မှာမူတည်ပြီးတော့ value တန်ဖိုးထားမှုတွေကွဲပြားခြားနားတယ်။ belief တွေ value တွေကိုဘယ်ချိန်မှာတော့ကျွန်တော်တို့ကသတိထားသင်ကျင်ရမလဲဆိုတော့သူများနဲ့ဆက်ဆံတဲ့ကလုပ်ငန်းခွင်ဝင်တဲ့ခါမှာတယောက်နဲ့တယောက် belief system တွေလာတဲ့ background တွေမတူညီကြဘူး။မတူညီတဲ့အတွက်ကြောင့်ကွဲပြားခြားနားချက် idea တွေအဲ့ဒါတွေရှိတယ်။တတိထားစောင့်ကြည့်ဖို့လိုအပ်တယ်။ belief တွေမတူဘူး value တွေမတူဘူးအဲ့ဒါအမှန်ဖြစ်တယ် relationship မှာလည်းဒီတိုင်းပဲ belief တွေ value တွေမတူတာအမှန်ပဲမတူတဲ့အခြားတဲ့မှာတူညီတဲ့ value တွေ belief တွေကိုလှုပ်ဆောင်ဖို့လိုတယ်။တယောက်နဲ့တယောက်ကိုချင်းစားတဲ့အောင် belief တွေ value တွေမတူဘူးဆိုတာလေးကိုရှင်းပြခြင်းဖြစ်တယ်။ belief တွေ value တွေမတူပေမဲ့လူတွေကပေါင်းသင်းဆက်ဆံနေထိုင်လို့ရတယ်။သူဟာသူဖြစ်ပြီးတော့ကိုဟာကိုဖြစ်တယ်ဆိုတာလေးကိုစိတ်ထဲမှာနှလုံးသားထားပြီးတော့အားလုံးနဲ့အဆင်ပြေအောင်ပေါင်းသင်းနိုင်ဖို့လိုတဲ့ဆိုတာလေးကို share လုပ်ချင်ပါတယ်။